လာပါဒီနေ့ကျွန်တော် Photoshop ကိုစတင်လေ့လာမယ့်သူတွေအတွက်ကျွန်တော်ညဝေပေးပါမယ်ဒီတစ်ခါတော့ကျွန်တော်တို့စတင်လေ့လာတော့မယ်ဆိုလို့ရှိရင် Photoshop ကိုမသုံးမဖြစ်သုံးရတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တည်ထားရမယ့်အကြောင်းတွေရတော့ပါလေဆိုရင်ဒီ move tool ပေါ့နော်ပြီးရင် selection tool တွေထဲကတစ်ခုခုပေါ့နော် selection tool တွေထဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် G1 tool ပေါ့နော်ဒီ ASO tool တို့ G1 tool ရဲ့ဒါပြီးရင် rounded rectangle tool ရဲ့ဒီဥစ္စာတွေပေါ့နော်ဒါပြီးရင်ကျွန်တော်တို့ဒီ eraser tool တို့ပြီးရင် shape tool เนาะ pen tool တော့ထားပါတော့เนาะကျွန်တော်စာရေးမယ်ဆိုရှင် type tool ပေါ့เนาะဒီ move tool ကတော့ဘယ်နေရာမှာသုံးတယ်လဲ move tool ကတော့ကျွန်တော်တို့ပုံတွေကိုရွှေ့တဲ့နေရာမှာသုံးတယ်ပေါ့เนาะပုံတွေကိုရွှေ့တဲ့အချိန်မှာ selection ပေးတဲ့အချိန်မှာဒီနေရာမှာသုံးပါတယ်เนาะ selection ပေးရဆိုတာကကျွန်တော်တို့ကဒီ leader ကြီးကို selection ပေးတာပေါ့เนาะထားပါတော့ကျွန်တော်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ leader အတင်းနေ3 4ခုရှိတယ်ပေါ့เนาะ4ခုရှိတယ်ထားတော့ဒီဟာဆိုလို့ရှိရင်ဒါလေးကတစ်ခုပေါ့နော်ကျွန်တော်တို့ဒီမှာဒီဟာလေးတစ်ခုပေါ့နော်ဒီဟာကိုရွှေ့မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ move tool နဲ့မှာရွှေ့လို့ရမှာဖြစ်ပါတယ်နော် move tool selection tool နဲ့ဆိုလို့ရှိရင်ဒီဟာမရတော့ဘူးပေါ့နော်ဒီ selection tool တစ်ခုခုနဲ့ဆိုရင်ဒီဟာရွှေ့လို့မရတော့ဘူးဒီလိုဖြစ်သွားမယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့က move tool ကိုရွေးထားရမှာဖြစ်ပါတယ် move tool ကိုရွေးထားလို့ရှိရင်ဒီလိုမျိုးရွှေ့လို့ရမှာဖြစ်ပါတယ် selection ပေးလို့ရသွားမယ်ပေါ့နော်ဒီဒါဆိုရင်ဒီမှာတစ်ခုပေါ့နော်ဒီဟာလေးကိုရွှေ့ချင်တယ်ဆိုရှင်ဒီmove tool ကိုယူပြီးတော့မှကျွန်တော်တို့က selection ပေးရမှာဖြစ်ပါတယ်နော် selection ပေးလိုက်မှဒီဟာကိုရွှေ့လို့ရမှာပေါ့နော်ကျွန်တော်တို့ကဟုတ်ပြီဒါက move tool အကြောင်းပေါ့နော်နေရာကြီးရွှေ့ချင်တယ်ပုံတွေကိုနေရာရွှေ့မယ်ဆိုလို့ရှိရင်အဲ့ဒီ move tool ကိုယူပြီးသုံးတာပေါ့နော်ဒါပြီးရင် selection tool ကတော့အခုကျွန်တော်husky ကိုပွားထားတာပေါ့နော်ဒီဟာကိုပွားချင်တယ်ဆိုလို့ရှိရင်ဒီလို selection ပေးရတာပေါ့နော်ဒါသူ့ရဲ့မိတ်တို့ဒီလာလေးဝင်နေရှင်ဒါ selection ဝင်နေလို့ခေါ်ဒီ area လေးကို selection ဝင်နေတာပေါ့နော်ဒီနေရာလေးကိုပွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ original ဒီပုံရှိတဲ့ layer ပြရမယ်ပေါ့နော်ဒါကို layer လို့ခေါ်ပါတယ်ဒီဟာလေးကိုနော် layer လေးလို့ခေါ်တယ်ဒီ layer ပေါ်မှာပြင်ရမယ်ပေါ့နော်ကျွန်တော်တို့ပွားယူမဲ့ original ရှိနေတဲ့ layer ပေါ်မှာကျွန်တော်တို့က selection ပေးထားရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာရွေးထားတဲ့အတွက်ကျွန်တော်တို့ဒီပုံကိုပွားလို့ရတယ်ပေါ့နော်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကတခြား layer ပေါ်မှာရောက်နေတယ်ဒီပုံမရှိတဲ့နေရာမှာရောက်နေတယ်ဆိုရင်တော့ကျွန်တော်တို့ပွားယူလို့ရမှာမဟုတ်ပါဘူးဒါဆိုရင်ကျွန်တော်ဒီပုံလေးကိုကျွန်တော်ပွားပြမယ်ဒီမှာကြည့်ဒီလေးကို selection ပေးလိုက်မယ်ပေါ့နော် control G နဲ့ပွားလိုက်မယ်ပေါ့နော် control G နဲ့ပွားလိုက်တဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဒီလေးကရတာပေါ့နော်ဒါကဘာလဲဒီကပြောင်းသွားလို့ပေါ့နော် normal ထားလိုက်မယ် normal ဆိုရင်ဒီတိုင်းဆိုလို့ရှိရင်ဒီပုံလေးရလာတယ်ဒီပုံလေးနောက်ထပ်ထွက်လာတယ်ပေါ့နော်ဒီပေါ့နော်ဒါလေးကဆိုရင်နောက်မှာပွားလိုက်တဲ့ဒီပုံလေးပေါ့ဒီဟာကိုဝင်သွားတော့နော်ဟုတ်ပြီဒါကကျွန်တော်တို့ selection tool ပေါ့နော်ပုံလေးတစ်ခုခုပွားချင်တာတို့နော်ပြင်ချင်တာတို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလို selection ပေးရတယ်ပေါ့နော် background ပြောင်းမယ်ဆိုရင်လည်းဒီလို selection ပေးရတယ်ပေါ့နော်ဒါပါတော့ကျွန်တော်တို့ဒီ background ကြီးဒီဟာကြီးကိုchange ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလူပုံကိုပဲလုပ်ချင်တယ်ဆိုရင်လူပုံကို selection ပေးပြီးတော့မှကျွန်တော်တို့ကပွားယူပြီးတော့မှနောက်ခံနေတာကိုတိုက်တာပေါ့နော်ဥပမာကျွန်တော်ပြတ်သားတဲ့ပုံတစ်ခုကိုကျွန်တော်ပြမယ်ပေါ့နော်ဒါပါတော့ဒီထဲမှာဆိုဒီပုံလေးဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်လိုက်မယ်ပေါ့နော်ကြည့်လိုက်မယ်ဒီပုံလေးဆိုသူတို့ကလှိထုတ်ထားတာဒါပေမဲ့ဒီ layer တွေပေါင်းပလိုက်ပြီပေါ့နော်ကျွန်တော်ကဒီဟာကို selection ပေးပြီးတော့မှဒီဟာကိုပွားထုတ်မယ်ပေါ့ပုံကိုပွားထုတ်မယ်ဟုတ်ပြီပွားထုတ်ဖို့အတွက်ဆိုရင်ကျွန်တော် selection ပေးဖို့လိုတယ်ပေါ့နော်ဒီဟာကို selection ပေးလိုက်ဒီဟာနဲ့မရအောင်မရတဲ့အတွက်ကျွန်တော်ကဒီကို selection 2နေပြီးမယ် selection 2အေးဟာတော့ဒီမှာတစ်ခုဒီမှာအပေါ်က rounded rectangle 2ရှိတယ်ဒီမှာ lasso 2ရှိတယ်ဒီမှာကို selection 2ရှိတယ်ကို selection 2နဲ့ကျွန်တော်ပေးလိုက်မယ်ပေါ့နော်နည်းနည်းလေးသားလို့
ဒီလိုဆွဲလိုက်မယ်ကိုလိုချင်တဲ့ area တွေကိုပွားထုတ်မဲ့ area တွေကိုကျွန်တော်တို့ကဒီလို selection ပေးပြီးယူလိုက်တာပေါ့နော်ဟုတ်ပြီလေးဒါလေးကိုတူလိုက်မယ်ဒါလေးနှုတ်လိုက်တာပေါ့နော်ပြန်ပြီးတော့ပြန်လျှော့လိုက်တယ်ဒီကျွန်တော်ဒီဟာလေးကိုပွားလိုက်မယ်ပေါ့နော် control ရဲ့ G ရဲ့နဲ့ပွားလိုက်မယ်ပေါ့ကျွန်တော်ဒါလေးမျက်စိမိတ်ပြနောက်တစ်ချက်ကြည့်လိုက်မယ်ဒီမှာဒီပုံလေးပဲဖြစ်သွားတော့လူပုံလေးပဲဖြစ်သွားတာပေါ့နော်ဒီတော့ကျွန်တော်ဒီဟာပြင်းနေပြတ်သားတဲ့ပုံကြောင့်မလို့ဒီလိုရတာပေါ့နော်နာမည်ပုံလေးဆိုလို့ရှိရင်ဒီလိုမျိုးမရဘူးဒါဆိုလို့ရှိရင်ကျွန်တော်တို့ background ပြောင်းတော့မယ် background ပြောင်းတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်လေတာမှာတစ်ချက်လို့ရပြီပေါ့နော်ကျွန်တော် background လေးတစ်ချက်ချိန်ပြမယ်ဒီပုံထဲမှာကျွန်တော်လိုက်မယ်ပေါ့နော်ဆိုတော့ကဒီဒါပုံကိုထည့်လိုက်မယ်ပေါ့နောက်ကျွန်တော်ပြန်ပိတ်လိုက်မယ်ဒီလေးကိုတစ်ချက်ဆွဲချလိုက်မယ်ပြီးရင်ဒီဆိုတော့ကစစ်သားပုံဒီပုံယူပြီးထည့်လိုက်မယ်ပေါ့နော်ဒီဟာကိုလည်းကျွန်တော်သိမ်းတော့ဘူးပေါ့နော်သိမ်းတော့ဒီတိုင်းပဲချက်ဆွဲထည့်လိုက်မယ်ပြီးရင်ကျွန်တော်အောက်ကိုနည်းချလိုက်မယ်ဆိုရင်ဒီအောက်ကတော့ထားပါတော့ကျွန်တော်ကအကျဉ်းလုပ်ပြတာပေါ့နော်ဒီလိုမျိုးပေါ့ပွားရွေးနေမှာကျွန်တော်တို့က selection ပေးပြီးတော့မှကျွန်တော်တို့ပွားရမယ်ပေါ့ကျွန်တော်တို့လိုချင်တဲ့အပိုင်းလေးပဲလိုချင်တယ်ဆိုလို့ရှိရင်ဒီကြပေးနေမှုဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ selection tool တွေကိုပိုင်းတိုင်းကသုံးဖို့လိုတယ်ဒီမှာကျွန်တော်တို့အများဆုံးသုံးတာရင်တော့ကတော့ကျွန်တော်တို့2ကိုအများဆုံးသုံးတယ်ပေါ့နော်အကောင်းဆုံးအတိကျဆုံးနဲ့အသက်ရဆုံးဒီချက်နေရတော့ pan 2ပေါ့ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီ pan 2ချက်ကောင်းတယ်တော့ကျွန်တော်တို့ PS software တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အမြင့်နေပေါ့နော်ဒါတွေဆိုလို့ရှိရင်သူက auto selection ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဟာကိုဝေ့ပြလိုက်တာနဲ့သူကအားလုံးကို auto select ပေးသွားတယ်ပေါ့နော်အဲ့လက်သက်ရတယ်ကောင်းနေပေါ့နော်ဒါပေမဲ့သူကစစ်တွေအရင်မြင့်တဲ့ဟာမှာပဲအဆင်ပြေတယ်ပေါ့နော်အားလုံးအဆင်ပြေကြပါစေဗျာဒီနေ့အရလောက်ပါပဲ